လို့ပုံစံမျိုးရတယ်နော်နံပါတ်၄私は IMC の社員ですကျွန်တော်ဒီ IMC ဝန်ထမ်းဖြစ်ပါတယ်ဒီနေရာမှာပြောချင်တာ နော်ဝေးဘက်ကိုပြောချင်တာပေါ့နော်အရင်ဆုံးကပုံစံလေးမှတ်ထားမယ်ဆိုရင် subject က noun 1နော် noun 2တဲ့ subject ဒီ noun 1 noun 2ဖြစ်ပါပြီပေါ့နော်ဝေးဘက်အကြောင်းပြောတာပေါ့နော်နော်ဝေးဘက်ဆိုတာပိုင်ဆိုင်မှုပြဝေးဘက်ပတ်သက်ဆက်နေမှုပြဝေးဘက်လို့မှတ်ထားလို့ရပါတယ်ဘာသာပြန်မယ်ဆိုရင် e ပေါ့စကားပြောလို့ဆိုရင် yeah ပေါ့နော်အင်္ဂလိပ်လို့ဆိုရင် off သဘောမျိုးပြောတာပေါ့နော်အပြင်စကားပြောတွေမှာဆိုလို့ရှိရင်နော်ရှင်းမလည်းပြောခဲ့ပူပါတယ်ငါတို့ desk ကိုဒါပြောင်းပြောတဲ့ပုံစံလေးပေါ့နော်ထည့်ပြောလဲရတယ်မထည့်ပြောလဲရတယ်ပေါ့နော်အရင်စကားပြောပြန်ထည့်မပြောဘူးနော်subject က noun 1တော့ noun 2နော်ထည့်ပြောမယ်ဆိုရင်နော် subject က noun 1တော့ noun 2だဆိုပြီးတော့ပြောတာပေါ့နော်ပွားဝကြလေးနဲ့ပြောရမယ်ဆိုရင်ကျွန်တော်က IMC ရဲ့ဝန်ထမ်းပေါ့私は IMC の社員ဒါနဲ့ပြောချင်私は IMC の社員だလို့ပြောတာပေါ့ဒီမှာကစန်တိုဆန်ဝါဘရာဇီးလူချင်းတဲ့စန်တိုဆူတီဘရာဇီးလူမျိုးဖြစ်ပါတယ်ပေါ့နော်မာရီယာဆန်မိုဘရာဇီးလူချင်းတဲ့မာရီယာဆန်လည်းပဲဘရာဇီးလူမျိုးဖြစ်ပါတယ်တဲ့ဒီမှာပြောချင်တာကမိုဆိုတဲ့ we ပဲတစ်ခုပေါ့နော်ဝကြပုံစံမျိုးလေးမှတ်မယ်ဆိုရင် subject မို noun တဲ့ subject လည်းပဲ noun ဖြစ်ပါတယ်ပေါ့မိုဆိုတဲ့ we ပဲလေးပေါ့နော်ကျွန်တော်တို့လဲပဲဆိုပြီးပါတာပြန်တာပေါ့အင်္ဂလိပ်လိုဆိုရင် also တို့ to တို့လို့အဓိပ္ပာယ်မှာသုံးတာပေါ့နော်ဒီကုမဲ့အကြောင်းညာတူညီကြောင်းကိုပေါ်ပြတဲ့ဝိပတ်လေးပေါ့နော်ကျွန်တော်အရှင်းမဝါကြပုံစံလေးနဲ့ပြောဒီကိုသုံးပြောမယ်ဆိုလို့ရှိရင်လည်းရရပါလားအဟုတ်ပုံစံလေးပြောရင် subject မို့ noun တဲ့ subject လေးပဲ noun ဖြစ်ပါတယ်အငင်းပုံစံလေးပြောမယ်ဆိုရင် subject မို့ noun ကြရီမဆန် subject လေး noun မို့ပါဘူးပေါ့နော်မိကုန်းပုံစံလေးပြောချင်း subject မို့ noun တဲ့ scar ပေါ့ subject လေး noun ဟုတ်ပါတယ်လားပေါ့နော်အငင်းမိကုန်းပုံစံလေးပြောချင်း subject မို့ noun ကြရီမဆန်ပေါ့လား subject လေး noun မဟုတ်ပါဘူးပေါ့နော်ပြောလို့ရတယ်နော်私も学生ですကျွန်တော်လည်းကျောင်းသားဖြစ်ပါတယ်ပေါ့နော်私も学生じゃありませんကျွန်တော်လည်းကျောင်းသားမဟုတ်ပါဘူးပေါ့私もsorry あなたも学生ですかပေါ့ကွာတင်လည်းပဲကျောင်းသားဟုတ်ပါတယ်လားပေါ့နော်あの人も学生じゃありませんအဲ့ဒီလူလည်းကျောင်းသားမဟုတ်ပါဘူးပေါ့နော်စသဖြင့်ပြောလို့ရတယ်နော်တယ်လေစာချံဝါ Q side တယ်လေစာကလေးဒီအသက်9နှစ်ဖြစ်ပါသည်ကျွန်တော်ဝါကြပုံစံမျိုးလေးမှတ်မယ်ဆိုရင် subject ဝါside ပေါ့နော် subject ဒီအသက်ဘယ်နှစ်ဖြစ်ပါသည်ပေါ့နော်ပြောချင်တဲ့အသက်လေးတွေပြောပါပေါ့ဒီအမှအသက်ရည်တွက်တဲ့အသက်ခေါ်ဝေါ်လေးတွေပြောပြနော်သူကငါတို့ကိန်းကနန်းနောက်မှာ site ဆိုတာလေးလိုက်ပြီးပြောတဲ့ပုံစံမျိုးလေးနဲ့အတေးတော့ကြက်ထားတာကောင်းတယ်ပေါ့နော်တခါလေးပြောနိုင်အောင်ပေါ့east side တစ်နှစ်နီး site နှစ်နှစ်ဆန်း site 3နှစ်ယုံ site 4နှစ်ခေါ် site 5နှစ် lock site 6နှစ်နာနာ site 9နှစ် hot site 10နှစ် q site 9နှစ် juice site gist site 10နှစ်10နှစ်ကို2မျိုးပြောတာပေါ့နော် juice site နဲ့ gist site ဆိုပြီးပြောပါတယ်သူနောက်ပိုင်းနေပြောမယ်ဆိုရင် Jew is site အသက်17နှစ် June is site အသက်12နှစ်အဲ့လိုလေးပဲကျွန်တော်တို့အနောက်မှာပေါ်ရည်တွဲတဲ့ပုံစံလေးတွေလိုက်ပေါင်းသွားလိုက်မယ်ဒါပေမဲ့အသက်20ကိုပြောတဲ့အခါမှာတော့ချွင်းချက်အနေနဲ့မှတ်ထားပါတယ်စာမှာဆိုရင်ကျွန်တော်တို့ဟာတာချီလို့ပဲပြောရပါတယ်ပေါ့နော်အသက်20ကိုဟာတာချီလို့ပဲပြောရမယ်အသက်20နောက်ပိုင်းတွေကိုတော့ကျွန်တော်တို့17နောက်ပိုင်းပြောရတယ်လို့မျိုးလေးပြောရတာပေါ့နော်မှာ21နှစ်ဆိုနီဂျူအီဆိုင်နီဂျူနီဆိုင်22နှစ်အဲ့လိုမျိုးတွေပြောရမယ်။အသက်30ရောက်သွားတဲ့အခါမှာကျတော့ဒီလိုလေးပြောမှာနော်။ဆန်ဂျူဆိုင်တို့မဟုတ်ဆန်ဂျီဆိုင်လို့ပြောရတယ်။အသက်30နောက်ပိုင်းနေကြရင်ဆန်ဂျူအီဆိုင်31နှစ်ဆန်ဂျူနီဆိုင်32နှစ်နော်အဲ့လိုမျိုးတွေပြောမယ်အဲ့တိုင်းပဲအသက်40ရောက်သွားလို့ရှိရင်ယုံဂျူဆိုင်တို့မဟုတ်ယုံဂျီဆိုင်လို့ပြောမယ်40နောက်ပိုင်းနေဆိုရင်ယုံဂျူဆိုပြီးတော့ယုံဂျူအီဆိုင်41နှစ်ယုံဂျူနီဆိုင်42နှစ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးပြောသွားမယ်အဓိကမှတ်ထားရတာကကျွန်တော်တို့အသက်20တခုတည်းဟာချွင်းချက်သဘောမျိုးဖြစ်ပြီးတော့ဟာတာချီလို့ဖြစ်နေတာဖြစ်တယ်ပေါ့နော်10ပြည့်ကဏ္ဍမှာပေါ့ဟာလားနော်10ပြည့်ကဏ္ဍအသက်20ဒီဟာတာချီတည်တယ်ဖြစ်နေမယ်ကျန်တဲ့10ပြည့်အသက်တွေကတော့ငါတို့နော် juice side g side ပုံစံလေးတွေယူရတာနော်10နှစ်တည်းဆိုရင် juice side g side
တက်20ကတည်တဲ့ဟာတချီအသက်30ဆိုရင် San Juice Site တို့မဟုတ် San Ji Site အသက်40ဆိုရင် Yong Juice Site တို့မဟုတ် Yong Ji Site အသက်50ဆိုရင် Go Juice Site တို့မဟုတ် Go Ji Site စသဖြင့်အဲ့လိုမျိုးယူရတာပေါ့နော်အသက်ကိုမေးမဲ့အမေးစကားလုံးကကြတော့ကျွန်တော်တို့ရိုးမေးတာက nan site ရှိမယ်ပို့ပြီးတော့ယဉ်ကျေးတဲ့မေးတာကြတော့ oi kutsu ဆိုပြီးရှိပါမယ်ပေါ့နော်ပုံစံလေးနဲ့ကြည့်မယ်ဆိုရင်နော် subject က nan site တဲ့စကားပေါ့ subject ဒီ nan site ဖြစ်ပါတယ်လေနော်အသက်ဘယ်နှစ်ဖြစ်ပါတယ်လေပေါ့ဒါရိုးလေးမေးလိုက်တာယဉ်ကျေးတဲ့ပုံစံနဲ့မေးမယ်ဆိုလို့ရှိရင် subject က oi kutsu တဲ့စကားပေါ့နော် subject ဒီအသက်ဘယ်နှစ်ဖြစ်ပါတယ်လေပေါ့တတိထားရတဲ့သဘောလေးကွာအဲ့တော့လူကြီးတူမတွေနဲ့ကလေးငငယ်အသက်ငယ်နော်ကလေးငငယ်သူငယ်တွေကိုမေးတဲ့အခါကျရင်ပြင်ကြီးလိုက်ပေါ့ oi kutsu တဲ့စကားဆိုပြီး oi kutsu ပို့တော့ပေါ့နော်ဒါမှအသက်မတိမ်မရင်လို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့နန်းဆိုင်နေမေးပေါ့နော်မှာသူရဲ့ကျင်းဝတ်တစ်ခုကတော့အမျိုးသမီးတွေကိုဆိုလို့ရှိရင်တော့တက်တည်ခြင်းတော့အသက်ကိုမမေးရဘူးပေါ့နော်အဲ့ရဲ့သဘောလေးတော့ရှိတယ်ဒါကျင့်ဖို့ပေါ့ okay lesson 1ရဲ့ ratio A ကတော့ဒီလောက်ပါပဲပေါ့နော်lesson 2ရဲ့ ratio A ကိုတော့ချိန်ရလာတဲ့အခါမှာထပ်ပြီးတင်ပေးပါအောင်ပေါ့နော်နေတိုင်းတော့တင်ပြမှာတော့မဟုတ်ပါဘူးပေါ့နော်တပတ်တစ်ခါလောက်တော့အနည်းဆုံးတင်ပြနိုင်အောင်ကြိုးစားပါမယ်